ဗုဒ္ဓံတရဏံဂစ္ဆာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိမိမိဘဝကိုဓမ္မသံဃာကိုအနှင်းပြီးတော့ကိုယ်ပဲစိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်မြတ်စွာဘုရားဟောထားတာကိုတရားကြည့်ဘုရားဘယ်လိုဟောတော့ယေကေစီဗုဒ္ဓံတရဏံကတာတေနာတေဂမိတ္တန္တိအပါယဘုမေဘုရားတရားတန်ခါယရဏသုံးပါးကိုအလေးအနက်စိတ်ပန်လက်ပါဆိုဝိจิตတန်ကြီးဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရိုးရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ဘုရားကုံကိုအာယုံပြုပြီးတော့ငါဘဝဘုရားကိုအနံ့ပါတယ်ဘုရားဆုံးမတိုင်းလိုက်နာပါမယ်တရားကိုကျင့်သုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိကချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံလောကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရားတရားဓမ္မတန်တရားဝကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလူတောင်းအများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့သမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပိုင်ဉာဏ်နဲ့သိတာသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်ပါတယ်တရားဆိုတာသွားခါတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်စိတ်ကပါသုပ္ပတိပန္နောဝတ္တတန်ကိုရိယတန်ခါဟာတကယ်ကိုဖြောင့်မှန်တဲ့အကျင့်မှန်ကန်တဲ့အကျင့်ကိုကျင့်တာဖြစ်ပါတယ်ဒါကြောင့်တရားကိုကိုယ်ဝယ်ပါတယ်ဆိုဘုရားတရဏဂိစ္ဆာမိဓမ္မတရဏဂိစ္ဆာမိသံဃာတရဏဂိစ္ဆာမိလို့တရဏဂုံကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရားနတ္တိဂမိတ္တန္တိအပါယဘုမေနဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးအပေမကြဘူး